တို့စဉ်းစားတဲ့ပုံကကျွန်တော်အဲ့လိုမျိုးနှိပ်ကြတဲ့ cloud တွေကျွန်တော်ကြည့်ရတဲ့ဒီ screen တွေကိုသူကဖြုတ်ဖို့ကြိုးစားနေကြအဲ့ဒါကိုပဲကျွန်တော်တို့ဒီခုနကကိုခီပြောသလိုပဲ headless လို့ခေါ်တာပေါ့နော်။တစ်ခုချင်းစီကျွန်တော်တို့ light နှိပ်မဲ့စာ AI ကိုဒါလေးလုပ်လိုက်ဆိုပြီးတော့ခိုင်းလိုက်တယ် AI ကသူ software ထဲဝင်သွားပြီးတော့လိုတဲ့ data တွေယူမယ်ခေါက်ဆွဲစကျင်တယ်လို့ခေါက်ဆွဲဆိုင်တွေသူရှာမယ်ပြီးအဲ့ဒီမှာဥပမာ rating ကောင်းတဲ့ခေါက်ဆွဲဆိုင်သူရွေးပြီးတော့သူပြင် order တင်ပြီးသူငွေချေသွားတာမျိုး AI agent ကကြတော့ဘယ် software မဆိုသူဝင်ထွက်သွားလာလို့ရသွားတာပေါ့နော်အဲ့ဒီနည်းပညာပေါ့ editing က AI agent တခုပြင်နောက်တစ်ခုက publish လုပ်ဖို့အတွက်ဒီ schedule ဆွဲတာတယောက်ပြင်တင်ဖို့အတွက်စာသားတွေရှာတာတယောက်နန် software တွေဝင်မယ်ထဲမှာလုပ်တွေလုပ်မယ်အခုကျတော့ AI ကနေပြီးတော့သူ့စီကိုဒီ API ကတစ်ဆင့်လာမယ်နောက်ကွယ်ဝင်လာတဲ့ဟာတွေကိုပဲသူကြည့်ပြီးတော့လုပ်ရရှိရတယ်သူပြောထားတဲ့အတိုင်းဒီ comment ပေးထားတဲ့အတိုင်းသူလုပ်သွားတာ AI agent တစ်ခုကိုသုံးလိုက်မယ်ဆိုရင်သူဘယ်လောက်လုပ်ပြီးသွားမလဲအဲ့တော့သူလုပ်ပြီးတော့ပဲပေးရတယ်ဆိုတော့ model ကိုပြောင်းလာ marketing လုပ်နေတဲ့ဝန်ထမ်းကလည်းဝန်ထမ်းလူမဟုတ်တော့ agent လုပ်တာဖြစ်နေဟိုတခြားကြည့်တဲ့လူကလည်းဟိုဘက်က consumer လည်း agent ဖြစ်နေတယ်ကြော်ညာတွေကလည်းလူတွေကိုပြစ်မှတ်ထားတာမဟုတ်တော့ပဲခုနလာကြည့်မဲ့ AI agent တွေကိုပြစ်မှတ်ထားတဲ့အနေအထားတွေဖြစ်လာလူတွေရဲ့စိတ်ဆန္ဒဗျာ data တစ်ခုရဲ့အကြောင်းအရာအကုန် AI မသိနိုင်ဘူးဗျာမသိနိုင်ဘူးဆိုတော့ကျွန်တော်တို့ဟုတ်က AI ကိုသိအောင်ဖိမ့်ပေးရမှာပေါ့နော်လူသားဆန်မှုသူကအသေးအံစူးစမ်းနေအောင်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့လူသားတွေလိုတယ်လူသားတွေမေတ္တာတရားတွေဆန္ဒတွေပေါ့နော်အဲ့ဒါကြီးဘလုံးသူတို့ train ပေးရမှာပေါ့လူရဲ့အုံနောက်လူရဲ့အတွေးခေါ်ပေါ့နော်နောက်ကကျလူရဲ့စိတ်ဆန္ဒအဲ့ level ရောက်လာဖို့အတွက်ကလူသားတွေအကုန်ဖိမ့်နေအောင်အဲ့အတွက်လူသားကလိုနေမှာပဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ပြီးခဲ့တဲ့ဂျပန်ပြောခဲ့တဲ့ AI ခေတ်မှာတိုင်းသားဘာသာစကားတက်တဲ့သူတွေကဘာလို့အလောက်ကန်ခွင့်လန်းပုံများလာလဲဆိုတော့ဗီဒီယိုလေးနဲ့ဆက်ဆက်နေတာဖြစ်ပါတယ်ပြီးရင်အဲ့လိုအခွင့်လန်းတွေပေါ်လာခြင်းနောက်ကအဓိကအကြောင်းရင်းတစ်ခုရှိပါတယ်ပေါ့နော်အဲ့ဒါတွေကဘာလဲဆိုတော့ရှင်တော့ကမ္ဘာအနည်းပညာလောကမှာအကြီးအကျယ်ဖြစ်နေတဲ့ headless ဆိုတဲ့ software လူကကန်တယ်ဆမ်လို့တဲ့စနစ်ပေါ့နော်အရင်ကတော့ screen မှာပေါ်နေတဲ့ button လေးတွေခလို့လေးနှိပ်ပေးရတယ်ကိုကဘာသွားခြင်းနဲ့ပေါ့နော်နှိပ်ပေးရတယ်အခုတော့အဲ့ဒါမျိုးနှိပ်ဆရာမလို့တော့ပါဘူးအတန်နဲ့ပဲကိုဘာလုပ်ခြင်းနဲ့ဘာဖြစ်ခြင်းနဲ့ဆိုတော့ခိုင်းရုံပါပဲအရင်ကပေါ့နော်ကျွန်တော်ကားမောင်းနေဆိုရင် steer ကန်ပြီးတော့ gear ထိုးပြီးမောင်းတယ်ဟာအခုကျတော့ American တို့တရုတ်တို့မှာတော့Viber Desk Sky ပေါ့နော်အလိုလျောက်မောင်းတဲ့ကားတွေ studio ထဲမှာပါတော့ပေါ့နော်နောက်ကနေထိုင်ပြီးလိုရာခီးကိုပြောလိုက်ရုံနဲ့လိုချင်တဲ့ခီးကိုအရောက်ပို့ပြီးသွားလိမ့်မယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကဒီလိုကနေကန်ထရီဆမ်လို့တဲ့ snit ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ပြောတာဖြစ်ပါတယ်ပြီးရင်အခုချိန်မှာအပြောင်းလဲတွေကဘယ်လောက်မြန်နေလဲဆိုရင်အရင်တော့ခုနကျွန်တော်စောစောပြောသလိုပါပဲ screen ပေါ်ပေါ်တဲ့ photo တွေ menu တွေကိုလိုက်ရှာပြီးတော့နေနေမဲ့စာ AI agent တွေကိုလူကနေပြီးတော့ AI ကိုအသုံးချပြီးတော့စကားနဲ့လှမ်းခန်းလိုက်ပါပဲပြီးရင်နောက်တစ်ခုကပေါ့နော်ဘာသာစကားတက်တာနဲ့အခွင့်အလမ်းတွေကဘယ်လောက်ပေါ်ဝင်လာပြီလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆောစောကကျွန်တော်တင်ပြခဲ့သလိုပဲ software လောကမှာပေါ့နော်ကျွန်တော်တို့ studio တွေဘာပဲနဲ့ headless ဆိုတဲ့ key ကိုရောက်နေပြီအဲ့တော့ကျွန်တော်တို့ဒီရဲ့အပြောင်းလဲတွေကဘယ်လောက်တောင်မြန်နေလဲဆိုတာ tech shooter ကနေပြီးတော့ဟို David ကနေပြီးတော့ဆွေးနွေးပေးပါဟုတ်တယ်ကိုခီ software တွေကဗျာကိုအရင်တော့ဆိုရင်ကျွန်တော်တို့ဥမာ click လေးနှိပ်လိုက်တယ်เนาะကျွန်တော်တို့ဒီဥမာ computer မှာဆို mouse နဲ့click လေးနှိပ်တယ်เนาะနောက်ဥမာကျွန်တော် keyboard လေးနဲ့ key pin ပေါ့ရိုက်ထည့်ရတယ်နောက်ဖုန်းမှာဆိုရင်လည်းကျွန်တော် touch screen လေးပေါ့နော်ဒီ user interface ခေါ်တာပေါ့ဗျာเนาะ UI ပေါ့ကျွန်တော်တို့ခေါ်တာတော့ so အဲ့ UI ဆိုတာဘာလဲဆိုတော့ဥမာလွယ်ပြောရရင်ဗျာဒီစားတောက်ဆိုင်က software လို့လိုပဲ UI ကဥမာကျွန်တော်တို့ကစားသုံးတဲ့လူပေါ့နော်စားသုံးတဲ့လူကဥမာသုံးမယ်ပေါ့နော်ဥမာဘာစားကျင်တယ်ဆိုတာကိုကျွန်တော်တို့ကဥမာစားတောက်ဆိုင်မှာဆို software လို့ခေါ်ပြီးတော့မှားတာ哦ဆိုတော့အဲ့လိုမျိုးစဉ်းစားကြည့်လိုက်ဗျာကျွန်တော်တို့ကသုံးတဲ့လူစပွဲတို့က UI ပေါ့နော်စပွဲတို့ကိုကျွန်တော်တို့ဥပမာပါမှာမယ်ဆိုကျွန်တော်တို့ကပြောလိုက်တယ်ပေါ့အဲ့လိုမျိုးစဉ်းစားကြည့်ဥပမာကျွန်တော်တို့ဟို application ရှိရလေဖူပန်နာတို့ပါတော့ဒီ type မှာတော့မရှိတော့ဟိုပဲရှိတော့တယ် grab ပဲရှိတော့တယ်အဲ့တော့ကျွန်တော်မြန်မာပြည်မှာဆိုဖူပန်နာရှိရဗျာစားစရာမှာမယ်ဆိုရင် app ကိုဖွင့်တယ်အဲ့တော့သူ location ပေါ်မူတည်ပြီးတော့ကိုပီနာဆိုင်လေးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဆိုင်လေးကိုကျွန်တော်တို့ကရွေးပြီးတော့ကိုမှာကျင်တဲ့ဟာကို order တင်လို့ရတယ်ဟုတ်တယ်နော်အဲ့လိုလုပ်လို့ရတဲ့ဟာကိုကျွန်တော်တို့ကဒီ user interface ပေါ့နော်ဒီ cloud တွေကဒါ user interface လို့ခေါ်တာပေါ့နော်ဒါကျွန်တော်တို့ကသူတို့ကိုနှိပ်ပြီးတော့ကိုလိုချင်တဲ့ဟာကို request လုပ်တာအဲ့ဒီ software တွေကကျွန်တော်တို့ဒီလူတွေသုံးဖို့ဖန်တီးထားတာဗျာဒါပေမဲ့အခုတလောကျွန်တော်တို့ဒီရက်ပိုင်းမှာပဲနာမည်ကြီး company တွေပေါ့နော်နာမည်ကြီး company ဆိုတာဟိုပေါ့ Open AI တို့ဘာတို့ပေါ့နော်အဲ့လိုမျိုး company တွေကကျွန်တော်တို့ Salesforce တို့ဘာလို့ရှိတယ်ဆိုတော့အဲ့ဒီ company တွေကဗျာဒီသူတို့စဉ်းစားတဲ့ပုံကကျွန်တော်အဲ့လိုမျိုးနှိပ်ကြတဲ့ cloud တွေကျွန်တော်ကြည့်ရတဲ့ဒီ screen တွေကိုသူကဖြုတ်ဖို့ကြိုးစားနေကြအဲ့ဒါကိုပဲကျွန်တော်တို့ဒီခုနကကိုခီပြောသလိုပဲ headless လို့ခေါ်တာပေါ့နော် headless ဆိုတာကျွန်တော်တို့လူကကင်ကြရမလို့ပေါ့နော်ဥ
မာကိုကနေပြီးတော့ပါဇက်နဲ့ခိုင်းတာလည်းဖြစ်နိုင်တယ်စာနဲ့ရိုက်ပြီးတော့ခိုင်းတာလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးလုပ်တဲ့ဟာပေါ့ဥပမာပြကျွန်တော်ခောက်ဆွဲစားခြင်းတယ်ကိုပါဇက်ကနေဖြစ်ပြောလိုက်တယ်ဒါမှမဟုတ်လည်းစာနဲ့ရိုက်လိုက်တယ် messaging app တခုကိုကနေပြီးတော့စာနဲ့ရိုက်လိုက်တယ်ဒါခောက်ဆွဲစားခြင်းတယ်ပေါ့အဲ့လိုမျိုးကျွန်တော်ပြောလိုက်တဲ့ခါကျရင်သူကဘယ်လိုလုပ်မလဲဆိုရင်အဲ့ခုနကကျွန်တော်တို့ဒီ AI agent တွေပေါ့နော်အခုက AI kit ဆိုတော့ဒီ AI agent ကနေပြီးတော့အဲ့ဒီဟာကိုကျွန်တော်ရဲ့ request ပေါ့နော်ကျွန်တော်စားခြင်းတဲ့ဟာကိုအဲ့ဒီဟာကိုသွားယူပြီးတော့ဖူပန်တာဆိုလည်းဖူပန်တာပေါ့နော် grab ဆိုလည်း grab သူကအဲ့ system ကြီးနဲ့သူကသွားဝင်လိုက်တာဝင်လိုက်ပြီးတော့သူက order တွေသွားတင်မယ်လူကလောက်ဆရာမလို့တော့ဗျာသူကသွားလုပ်ပေးနေငွေချေတာတွေရောပေါ့နော်အဲ့လိုမျိုးအဲ့တော့ software တွေကဗျာလူသုံးတဲ့ဟာမဟုတ်တော့အဲ့လိုမျိုးလုပ်လိုက်မယ်ဆိုရင်လူသုံးတဲ့ဟာမဟုတ်တော့ပဲဒီခုန AI တွေအချင်းချင်းသုံးဖို့တည်တံ့ဖြစ်သွားကိုက instruction လေးတစ်ခုပဲပေးလိုက်တာဒါမှမဟုတ်ကိုက request တစ်ခုပဲပေးလိုက်တာငါဒါစားခြင်းတယ်ဆိုပြီးပြောလိုက်တယ်သူကျန်တာအကုန်လုပ်သွားအဲ့တော့လူကဗျာ software တွေဝင်ပြီးတော့တစ်ခုချင်းစီကျွန်တော်တို့ live နှိပ်မယ်စား AI ကိုဒါလေးလုပ်လိုက်ဆိုပြီးတော့ခိုင်းလိုက်တာ AI သူ software တွေဝင်သွားပြီးတော့လိုတဲ့ data တွေယူမယ်ခောက်ဆွဲစားခြင်းတယ်ဆိုခောက်ဆွဲဆိုင်နေသူရှာမယ်ပြီးအဲ့ဒီမှာဥပမာ rating ကောင်းတဲ့ခောက်ဆွဲဆိုင်သူရွေးပြီးတော့သူပြင် order တင်ပြီးသူငွေချေသွားတာမျိုးအဲ့လူကဘာမှကင်တွယ်စရာမလိုပဲစနစ်ပေါ့နော်အဲ့လိုမျိုးခေါ်တာပေါ့ အဲ့နေရာမှာကျွန်တော်စိတ်ဝင်စားတဲ့တစ်ခုရှိရပါတော့အဓိကတော့ software တွေကအများကြီးရှိမှာပေါ့နော်ဥပမာခုနပြောသွားတဲ့မှာဆိုရင် Ubuntu တို့ Grab တို့နောက်ကကျတော့ခုလက်ရှိသုံးနေတဲ့ Facebook တို့အများကြီးပေါ့နော် Gmail တို့အများကြီးရှိမှာပေါ့နော်အဲ့လိုမတူတဲ့ software တွေကြားထဲမှာဆွမ်းနာပြောတဲ့ AI ပေါ့နော် AI ကဘယ်လိုမျိုးချိန်ပြီးအလုပ်လုပ်တာလဲအဲ့ဒါတော့ကိုယ်ပိုင်ပြောတာတဘာဝကြတယ်ဘာလို့လဲဆိုတော့အရင်တော့က system တွေကသူ stand alone ရက်တည်တာဗျာကိုက server down လိုက်ကို deploy လုပ်တယ်ကိုပဲလုပ်တယ်ဒါပေမဲ့အခုကျတော့ system တစ်ခုနဲ့တစ်ခုကျွန်တော်တို့ချိန်မယ်ဆိုရင်တော့ကျွန်တော်တို့က implement လုပ်ရတယ်ဗျာအဲ့ဒီဟာဟုတ်တယ်မလားဒီဟာကို integrate လုပ်ဖို့ interface လို့ပြီးတော့ကျွန်တော်တို့ implementation တော့လုပ်ရတဲ့အခက်ပေါ့နော်ကျွန်တော်တို့အရင်တော့ဆိုအခုချိန်ထိလဲကျွန်တော်တို့ enterprise ကြီးတွေမှာဒီလိုပဲလောလောဆယ်တော့လုပ်နေသေးတယ်ပေါ့နော်ဒါပေမဲ့အခုဒီ AI ခေတ်ရောက်တော့ကြတော့နည်းနည်းပြောင်းလာပြီသူတို့ကဒီ AI ကိုသုံးပြီးတော့သူလောက်ခိုင်းဖို့စူးစမ်းနေပြီအဲ့တော့ခုနကကျွန်တော်ပြောတဲ့ဒီ AI ကဖူပန်တာ system နဲ့ဝင်သွားတယ်ပြီးရင်နောက် Grab system เนาะနောက်တခြားဥပမာ order လုပ်တဲ့ system တွေရှိပြီအဲ့တော့အဲ့ system တွေတော့ဒီ AI ကဝင်ဖို့ဆိုတော့ခုနကကျွန်တော်တို့ခုန system အချင်းချင်းကသူချိတ်ဆက်နေရမှာမဟုတ်အဲ့တော့ဒီ AI ကဘယ်လိုဒီ system တွေကိုဝင်လိုက်ဒီထွင်လိုက်လို့လုပ်မလဲပေါ့နော်ဆိုတော့အဲ့ဒီဟာကိုဖြည့်ရှင်းဖို့သူတို့ကနည်းပညာနှစ်ခုထွက်လာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီ MCP နဲ့နောက်တစ်ခုက A2A ဆိုတာပေါ်လာတယ်ပေါ့နော်အလွယ်ဆုံးပြောရရင်သူက MCP ကသူ့ရဲ့ဒီနည်းပညာအခေါ်ကကြတော့ model context protocol ပေါ့နော် protocol တစ်ခုပေါ့နော် master key ပေါ့တော့တစ်ချောင်းလို့ပဲဘယ်နေရာမှာမဆိုသူကဒီတော့နဲ့ဖွင့်ပြီးတော့ဝင်မယ်သူလုံးဆရာရှိတာလုံးမယ်အဲ့လိုမျိုးသူလုံးလို့ရတယ်အဲ့တော့အရင်တော့ဆိုရင်ကျွန်တော်တို့ဒီဖုန်းအားသွင်းကြိုးတွေ iPhone ဆိုရင်ကျွန်တော်တို့ Lightning မသိဟုတ်လားဟုတ်ပါတော့အဲ့လိုမျိုးတစ်ခုရှိရယ် Samsung ဆိုရင်တစ်မျိုးတဘောက iOS နဲ့ Android ကမတူဘူးဗျာဖုန်းအားသွင်းတဲ့ဟာအရင်တော့ software တွေကလည်းအဲ့တုန်းကကျွန်တော်တို့ course နဲ့ကိုရှိနေအဲ့တော့အခုဆိုရင်လည်းကျွန်တော်တို့ဒီ Universal ကျွန်တော်တို့ဖုန်းအားသွင်းတဲ့ဟာ USB Type C တို့ဘာလို့အဲ့လိုမျိုးဖြစ်လာအခု MCP ဆိုတဲ့ဟာကျတော့လေ standard တစ်မျိုးလုပ်လိုက်တာပေါ့နော်သူက standard တစ်ခုလုပ်ပြီးတော့အဲ့ထဲကိုသူကသွင်းလိုက်တာဗျသွင်းလိုက်ပြီးတော့အဲ့ဒီ AI ကနေပြီးတော့အဲ့ protocol ပေါ့နော်သူရဲ့အဲ့ protocol နဲ့ master thought တစ်ခုတည်းနဲ့ပဲဟို software တွေဝင်မယ်လုံးဆရာရှိတာလုံးမယ်အဲ့လိုမျိုးသူက လိုက်လုပ်ဒီ MCP protocol နဲ့ပဲအဲ့လိုမျိုးလုပ်လိုက်တဲ့အတွက်ဒီ AI agent ကကြတော့ဘယ် software မဆိုသူကဝင်ထွက်သွားလာလို့ရသွားတာပေါ့နော်အဲ့ဒီနည်းပညာပေါ့နောက်တစ်ခုကကြတော့ဒီ A2A agent to agent အလုပ်တွေကို lesson ကန်လုပ်တာပေါ့နော်ဟို hand off ခေါ်မှာပေါ့နော်ဥပမာကျွန်တော်တို့ကအလုပ်တစ်ခုခိုင်းလိုက်တယ်ဆိုပါလို့ AI agent တကောင်ကနေပြီးတော့အချက်လက်သွားရှာမယ်ပြီးနောက် AI agent တကောင်ကနေပြီးတော့စာစီမယ် AI စီရတဲ့စာကိုနောက် AI agent တယောက်ကနေပြီးတော့ဒီဟာကို email ပို့အဲ့လိုမျိုးပေါ့နော် agent တွေအချင်းချင်းသူကတဆင့်စီလုပ်သွားတာပေါ့ဥပမာဗျာကျွန်တော်တို့ဥပမာဒီ video ပြင်တဲ့ဟာပဲထားပါတော့ကျွန်တော်တို့ recording လုပ်တယ်ဒါတော့ recording ကတော့ကျွန်တော်တို့ကိုယ်တိုင်လုပ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ recording လုပ်ပြီးဒီ video ကြီးကို editing လုပ်ကြရလေဟုတ်တော့ editing လုပ်ပြီးကျွန်တော်တို့ဘာလုပ်ရမလဲဒီဟာကိုကျွန်တော်တို့ဟို post တင်ဖို့အတွက်ဒီ schedule တွေဆွဲရမယ်နောက် schedule တွေဆွဲပြီးတော့ဘယ် platform မှာသွားတင်ပါလဲ YouTube မှာတင်ပါလား Facebook မှာတင်ပါလား TikTok မှာတင်အဲ့ဆိုရင်ကျွန်တော်တို့က editing ရှိမယ်ပြီးရင်ဒီဟာကို schedule ဆွဲတဲ့ဟာရှိမယ်ပြီးရင်အဲ့ platform မှာတင်ဖို့အတွက်ကျွန်တော်တို့စာရေးရေးရရှိတယ်ဟုတ်တယ်နော်ကျွန်တော်ခေါင်းစဉ်တွေပေးရတယ်အဲ့စာပေါ်ဥမာဒီပုံပေါ်မှာတင်မဲ့ thumbnail ပေါ်မှာတင်မဲ့စာလေးစဉ်းစားတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့က AI agent ကိုခိုင်းမယ်ပေါ့ editing က AI agent တခုပြင်နောက်တစ်ခုက publish လုပ်ဖို့အတွက်ဒီ schedule ဆွဲတာတယောက်ပြင်ပြီးရင်တင်ဖို့အတွက်စာသားတွေရှာတာတယောက်အဲ့သဘောကအဲ့လိုပေါ့နော် A2A ဆိုတာသူကအလုပ်တစ်ခုကိုဒီအစင်းစင်ဒီ AI agent တွေကသူလက်ဆင့်ကမ်းပြီးလုပ်သွားတာကြောက်ငါတော့ဒါပြီးကြောက်မင်းဆက်လုပ်ဒါပေမဲ့ကျွန်တော်တို့ဒီ high level မှာကျတော့ကျွန်တော်တို့က instruction တခုပဲပေးလိုက်တာကြောက်ဒီ video အဲ့မှာ edit လုပ်ပြီးတော့ဟို schedule ဆွဲပြီးတော့ဘယ် platform မှာသွားတင်လိုက်ဒါပဲကျွန်တော်တို့ပြောလိုက်ဒါပေမဲ့ခုန AI agent တွေကကျတော့အဲ့ဒါတွေကိုသူ
တစင် AI တွေအချင်းချင်းချိတ်ဆက်ပြီးတော့လုပ်သွားတယ်အဲ့ဒါကိုကျွန်တော်တို့ A2A gateway ပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်စနစ်တွေလည်းရှိလာပါပေါ့နော်ဟုတ် အဲဆိုရင်ကျွန်တော်တို့နားလည်ထားသလို AI တွေကအချင်းချင်းရန်ဖြစ်နေရမဟုတ်ဘဲနဲ့ AI တွေကအချင်းချင်းလက်ဆင့်ခံပြီးတော့လုပ်နေတာ A2A ဆိုတာအလုပ်တွေကိုလက်ဆင့်ခံပြီးတော့လုပ်သွားတဲ့ကိစ္စပေါ့နော်အဲ့ဒါမျိုးကိုဆိုတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလောက်အပြောင်းလဲမြန်နေတဲ့လောကကြီးမှာပေါ့ enterprise ဘက်မှာပေါ့ဘယ်လို gear တွေကြိုက်သွားလဲဆိုတာပေါ့ကျွန်တော် market ကနေပြီးတော့တစ်ချက် business procurement ဆိုတဲ့ business model တွေဘယ်လိုပြောင်းလဲသွားလဲဆိုတာလည်း market တစ်ချက်လောက်ဆွေးနွေးပြပါ ကတော့ဒီအခုလုံးလက်ရှိလုံးနေတာလည်းအဲ့လိုဟိုပါပေါ့ဒီ ID product ထုတ်တဲ့ဘိုင်းမှာလုံးနေပေါ့နော်။ဥပမာလည်း AI နဲ့ပတ်သက်တဲ့ solution တွေလည်းအဲ့ထဲတွေမှာထည့်လာတဲ့ခါကျဒီ agentic AI ပေါ့ခုနကိုဒေးဗစ်ပြောသွားသလိုပဲလူမလိုပဲနဲ့ agent တွေကို AI agent တွေကိုခိုင်းထားတဲ့ဘိုင်းတွေပေါ့အဲ့လိုဟာတွေလည်းကျွန်တော်လုပ်နေတဲ့ထဲမှာရှိတဲ့ခါကျတော့သူကဒီ procurement ပေါ့ company တခုကကိုယ့် business အတွက်ဒီ software ဝယ်ပြီးသုံးတော့မယ်ဆိုရင်အခုဖြစ်လာတဲ့ဒီ agentic AI အကြောင်းမလို့အဲ့နေရာမှာလည်းသွားပြီးတော့လုံးဝအကြီးရိုက်ခတ်လာတယ်ပေါ့ဒီရက်ပိုင်းမှာပိုဆိုးတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ तू အဲ့ဒါဘယ်လိုခေါ်လဲဆိုတော့ဟိုချုပ်ပြီးပြောရရင်တော့ software as a service လို့ခေါ်တာပေါ့ SAS လို့ခေါ်တာဒါကပုံမှန်အရင်တုန်းကသုံးနေကြတဲ့ style ပေါ့ဟိုကိုယ့် company မှာ sales နဲ့ပတ်သက်တဲ့ software တစ်ခုကိုကဝယ်ပြီးသုံးကျင်တယ်ဆိုရင်ထားပါတော့ကို့မှာဟိုဒီ salesman ဘယ်နှယောက်ရှိမယ်ဒီအပြင်မှာ site မှာသွားပြီးတော့ရောင်းရတဲ့ salesman အယောက်100ရှိမယ်ပြီးရင်သူတို့ရဲ့ operation တွေကိုပြန်ပြီးလုပ်ပေးရတဲ့ရုံးက admin တွေရှိမယ် sales admin က10ယောက်လောက်ရှိမယ်ဆိုရင်ဒီ software ပေါ်မှာသူတို့တွေကတော့သုံးကြရမယ်ဆိုရင်ဒီအယောက်130စာ license ဝယ်ရတယ်တယောက်ကိုဘယ်လောက်အဲ့မှာလဲ role ကွဲရင်လဲသူကဈေးကွဲရင်လဲကွဲမယ်ပေါ့အဲ့လိုမျိုးနဲ့သွားနေကြတာပေါ့အဲ့လိုမျိုးသွားနေတာဒါကြာခဲ့ပြီပေါ့နော်ဒီပုံစံတိုင်းပဲကိုသုံးမဲ့လူတယောက်ချင်းစီပေါ်မှာမူတည်ပြီးတော့ license ဘိုးပေးရတဲ့အနေထားပေါ့ဒါပေမဲ့အခုဒီ agentic AI တွေပေါ်လာတဲ့ခါကျတော့အဲ့ဒီဟို software as a service အနေနဲ့ရောင်းနေတဲ့ဒီ SAS company တွေရဲ့ share တွေကတအားထိုးကြသွားတာဖြို့ billion နဲ့ချီပြီးတော့ထိုးကြသွားတာအဲ့ဒါဘာဖြစ်လို့လဲဆိုတော့အရင်ကဒီလူ10ယောက်လောက်လုပ်ရမယ်လုပ်တစ်ခုကိုဒီ agent တစ်ယောက်နဲ့ပေါ့ agent တစ်ယောက်ဆိုသူတို့ run ထားတဲ့ဒီ agent account တစ်ခုတည်းနဲ့ဖြစ်ဖြစ်အဲ့လို तू က24နာရီလုံးလုပ်ပေးနိုင်ရင်တော့ဆိုရင်အဲ့တော့ပြင်မှာ salesman 10ယောက်က order သွားကောက်တယ်အဲ့10ယောက်စာကို admin တစ်ယောက်ကရုံးမှာထိုင်ပြီးတော့တာဝန်ယူပေးရတယ်ဆို तू က तू ရုံးချိန်ပဲ तू လုပ်တာရုံးချိန်မနက်9နာရီကနေညနေ6နာရီ तू အလုံးလုံးလုပ်ပြီးတော့ဒါ तू သူ့မှာလည်းလူဖြစ်တဲ့အတွက်ကြောင့်မလို့ limit ရှိတာအခုကျတော့ agent ကျတော့ तू ကသူ့ limitation ကလူထပ်ပို့ပြီးတော့ तू ကပို့လုပ်နိုင်တဲ့အနေထားကို तू ကိုခွင့်ထားမယ်ဆို तू ကအများနဲ့လုပ်နေမှာဟိုရုံးချိန်ပြီးသွားလဲလုပ်နေရုံးချိန်မတိုင်ခင်လည်း तू လုပ်နေတာအဲ့လိုမျိုးတွေဖြစ်လာတော့အောက်ပုတ်ကကျတော့ပိုများလာပြီးတော့ဝယ်ရတဲ့ဒီ agent တယောက်ဝယ်မယ်ဆိုရင်ဒီ admin 10ယောက်စာလဲ तू လုပ်ရင်လုပ်နိုင်မယ်အဲ့လိုဖြစ်သွားတော့အရင်တော့လို့10ယောက်နဲ့ license ရောင်းနေတဲ့ company ကအဆင်မပြေတော့ပဲနဲ့ဒီ agentic AI ရောင်းစားတဲ့ company ကကျတော့သူ့ကိုသာဝယ်မယ်ဆိုရင်ဒီ license သွားပြီးတော့တွက်လို့မရတော့တဲ့ခါကျတော့အရင်တော့ကျတော့ company တွေကဒီဝန်ထမ်း software တွေကိုဝင်မယ်ထဲမှာလုပ်တွေလုပ်မယ်အခုကျတော့ AI ကနေပြီးတော့သူ့စီကိုဒီ API ကတစ်ဆင့်လာမယ်နောက်ွယ်ဝင်လာတဲ့ဟာတွေကိုပဲသူကြည့်ပြီးတော့လုပ်ရရှိရတယ်သူပြောထားတဲ့အတိုင်းဒီ comment ပေးထားတဲ့အတိုင်းသူလုပ်သွားတာဖြစ်တဲ့အတွက်ကြောင့်ခုနကကိုလေးပြောသလိုပဲသူကခလုတ်တွေလည်း live နှိပ်เสียမလို့တော့ dashboard တွေပါလိုက်ကြည့်เสียလည်းသူကမလို့တော့ဘူးပေါ့အဲ့တော့အနောက်ွယ်ကနေပဲအကုန်လုပ်တဲ့အခါကျတော့အဲ့လိုပြောင်းလဲသွားတော့သူကလူဘယ်နှယောက်ကဒီ software ကိုဝယ်ပြီးသုံးရမှာလဲဆိုတာဒါမေးခွန်းကအောက်ကန်းပေါ်မှာပဲသွားပြီးတော့စဉ်းစားပြီပေါ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အလုပ်ဘယ်လောက်ပြီးသွားရလဲပေါ့ဒီဟာကိုသုံးလိုက်လို့ဆိုတော့အဲ့တော့ AI agent တစ်ခုကိုသုံးလိုက်မယ်ဆိုရင်သူဘယ်လောက်အလုပ်ပြီးသွားမလဲအဲ့တော့သူအလုပ်ပြီးသလောက်ပဲပေးရတယ်ဆိုတော့ model ကိုပြောင်းလာ pricing model က အဲ့ဒါကြတော့နော်မက်ကီတိုင်းကျွန်တော်တို့ဒီ ERP ဆိုရင်လည်းတော်တော်ထိမယ်နဲ့တူတယ်နော် ဟုတ်တယ်နော် ERP ကြ SAP တော့ တို့ ဟုတ်တယ် ERP ကြတော့ဥပမာသူ့ရဲ့ user interface တော်တော်ရှုပ်ထွေးရဗျာဟုတ်တယ်လားရှုပ်ထွေးရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ consultant တွေ implementation လုပ်တဲ့လူတွေအများကြီးလိုတယ်ဗျာဟုတ်တယ်ဟုတ်ဒီက implementation လုပ်ရုံတွေမှာမကဘူးပြီးရင်နောက်ဒီသူ့ရဲ့ maintenance support ကလည်း module အလိုက်ကို consultant တွေကလိုတာဗျာဟုတ်တယ်လားဆိုတော့အဲ့ဒီဟာဒါခုနကကျွန်တော်တို့ဒီ AI agent ဒါအဲ့ဒီလုပ်တွေလုပ်နိုင်မယ်ဆိုတော့အဲ့လူတွေအလုပ်ကလည်းမတွေးဝင်စရာကျွန်တော်ဟုတ်တယ် နော် ပြီးတော့ဒီ module အလိုက်က user ဆိုတာကကြတော့သူ့ module နဲ့သူသုံးတဲ့အပိုင်းပဲသူသုံးရတာဒီ agent ကိုကြတော့ तू ကအကုန် तू က train ထားတယ်သူအကုန်လုံးလဲတောက်လျှောက် तू က flow တစ်ခုလုံးလဲလုတ်သွားမှာဆိုတော့သွားပြီးတော့ save အပိုင်းပဲဟို license ကောက်မယ်အဲ့လိုမျိုးလုပ်လို့မရတော့ဘူးね तू ကအစအနေဆုံး तू run သွားနိုင်တယ်ဆိုရင်အဲ့အတွက်ပဲသူပတ်စံကောက်တော့အဲ့လိုဖြစ်သွားအဲ့တော့ဟိုဝန်တန်းတယောက်ကိုဘယ်လောက်လို့မပြောတော့ပဲねပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်ရင်ဘယ်လောက်ဖြစ်မလဲအဲ့လိုမျိုးတွေ pricing model တွေကပြောင်းလာ
အဲ့ခါကျတော့ပုံမှန် traditional သွားနေတဲ့ခုနလို software တွေအဲ့ system တွေမှာအနေရရှိလာတာအနေရရှိလာတာသူကဒီဟိုလူနဲ့ဒီ computer နဲ့ direct ဟိုဆက်သွယ်နေတဲ့ခုန interface တွေပေါ့ user interface တွေအဲ့ဒါတွေကလူဝင်နှိမ့်မှအလုပ်လုပ်တဲ့ tools တွေဖြစ်နေတဲ့ခါကျတော့ AI agent ကအဲ့ဒါကိုကြော်ပြီးသွားပြီကြော်ဖြတ်ပြီးတော့သူကသူလုပ်သွားတာဆိုတော့ AI ကလုံးဝဒီခုနဒီ SAS software တွေကိုရောနောက်လူတွေကိုရောစားထိုးနိုင်တဲ့အနေအထားတွေလည်းဖြစ်လာနိုင်တာ ကျွန်တော်စဉ်းစားမိတာတော့ impact နှစ်ခုရှိတယ်အခုကပြဿနာကျတော့တစ်ခုကဒီကျွန်တော်တို့ ERP တွေက complicated ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ supporting ပေးရတဲ့ဒီကျွန်တော်တို့ consulting fund တွေရှိမယ်အဲ့ဒီလူတွေလည်းပြဿနာရှိတယ်ဘာလို့ဆိုတော့ AI ကအဲ့ဒါကိုနားလည်ပြီးသားဖြစ်နေတာဟုတ်တယ်လားပြီးရင်ဒုတိယတစ်ခုကကျတော့အဲ့ဒီ software တွေကိုဒီ internet ဟို customer တွေကသူဝန်ထမ်းခန့်ထားတဲ့လူတွေရှိမယ်အဲ့ဒီ expert တွေပေါ့နော်အဲ့ဒီလူတွေလည်းအများကြီးမလိုတော့ဟုတ်တယ်ဟုတ်ဒီ AI agent ကိုခိုင်းမဲ့ဥပမာအခု10ယောက်ရှိရဆိုရင်1ယောက်2ယောက်အလုံးစုံ3ယောက်အဲ့လောက်ပဲလိုတော့အဲ့တော့ impact က internet ဝန်ထမ်းကိုကျွန်တော်တို့အခု supporting ပေးရင်ကျွန်တော်ဆိုရင်တော့ဒီ supporting ပေးနေတဲ့ fan နဲ့ရောက်ဆိုတော့အဲကျွန်တော်တို့လည်းထိခိုက်နေ နောက်ဆိုရင်ဟို David တို့က AI agent ကို support ပေးရမှာတဲ့သူအလုံးလုံးနေနဲ့သူကပြဿနာရှိရင်လှမ်းပြီးတော့ဒီဘက်က support ပေးတဲ့လူကိုလှမ်းပြီးတော့ချိတ်တယ်ဆိုရင်ဒီဘက်ကလည်းလူကပြန်ပေးတာဟုတ်ချင်မှဟုတ်တော့ဒီဘက်က agent ဟို agent ကနေပြီးတော့ပြန်ပြီးတော့သူကူညီပေးမှာ အေးပါမင်းတို့ချင်းချင်းပြောထားလိုက်ပေါ့အဲ လူမလို့တော့နောက်တစ်ချက်ကအခု agentic commerce ပေါ့ e-commerce ပန်ဆိုရင် marketing department ရှိတယ်ဆိုရင်သူကဒီ marketing သူတို့ product ကို marketing လုပ်ဖို့သိရမလား online မှာအဲ့လိုမျိုးဘယ်လိုကြော်ညာတွေတင်မလဲအဲ့လိုမျိုးတွေပေါ့နောက်တစ်ခုကကျတော့ဒီကြော်ညာကြည့်တဲ့လူတွေနေနဲ့ကလည်းဘယ်လိုကြော်ညာတွေကိုပို့ပြီးတော့ကြည့်ကျင်တာလဲအဲ့ဒါတွေကလူတွေကိုပြစ်မှတ်ထားပြီးတော့လုပ်တာပေါ့ဒါပေမဲ့ဒီ agent တွေဖြစ်လာပြီခုနလိုလူတွေလည်းမလိုတော့ဘူးဆိုရင် marketing လုပ်နေတဲ့ဝန်ထမ်းကလည်းဝန်ထမ်းလူမဟုတ်တော့ agent ကလုပ်တာဖြစ်နေဟိုတခြားကြည့်တဲ့လူကလည်းဟိုဘက်က consumer လည်း agent ဖြစ်နေလေအဲ့လိုမျိုးဆိုရင်တော့ဒီဟိုပါ Cloudflare ဆိုတဲ့ company ကသူခံမှန်းထားတာတော့နောက်2029ဆိုရင် internet ပေါ်က traffic တွေမှာလူထပ်ပေါ့နော်ဒီ bot တွေပေါ့ auto လုပ်ထားတဲ့ bot တွေ AI agent တွေကပိုများလာမယ်အဲ့လိုများလာရင် agent တွေကဒီခုလက်ရှိလူတွေထပ်ပေါ့ website ကိုအစပေါင်း1000လောက်ပို့ပြီးတော့ဝင်ကြည့်လာနိုင်အဲ့ကကြရင်သူတို့တွေကိုကြော်ညာတွေကလည်းလူတွေကိုပြစ်မှတ်ထားတာမဟုတ်တော့ပဲခုနလာကြည့်မဲ့ AI agent တွေကိုပြစ်မှတ်ထားတဲ့အနေအထားတွေဖြစ်လာပြီပေါ့လူတွေကအရင်တော့လို့မဟုတ်တော့ပဲねသူတို့ဝင်မကြည့်တော့ဘူးသူတို့ကိုယ်စားဝင်ပြီးတော့ဈေးဝယ်ပေးမဲ့ AI တွေရှိရင်ရှိလာအဲ့လိုမျိုးတွေဖြစ်လာပြီပေါ့ဖြစ်လာရင်နောက်ပိုင်းဒီ web ပေါ်မှာသွားပြီးတော့ဒီလူတွေကိုပြကျင်တဲ့မြင်စီကျင်တဲ့ဟာတွေက AI ကိုမြင်စီကျင်တဲ့ kit ကိုရောက်လာ အဲ့ဒါဆိုကျွန်တော်တို့2022လောက်ကစခဲ့တဲ့ clip ပါဆိုရဲကျွန်တော်တို့ clip ဆရာမလို့တော့ဘူးเนาะနှိပ်ဆရာမလို့တော့ဘဲနဲ့ AI တွေကနေပြီးနှိပ်သွားမယ်ဟာမျိုးဖြစ်သွားမှာပေါ့အဲ့တော့ကျွန်တော်တို့ကအခု software တွေနေရာမှာ AI တွေသုံးလာတယ် internet ပေါ်မှာလည်း AI တွေပြည့်နေဆိုရင်ကျွန်တော်တို့လူသားတွေအနေနဲ့ကြတော့ကျွန်တော်တို့လူသားတွေရဲ့အရေးပါမှုကဘာတွေဆက်ဖြစ်နေပေါ့เนาะဟုတ် အဲ့ဒါကကျွန်တော်တင်တဲ့ရေးကြီးဆုံးပဲထင်တယ်ဟိုကျွန်တော်ပြောခဲ့တယ်လို့ပဲเนาะဒီ software တွေရဲ့ UI တွေမရှိတော့ဘူးပေါ့ဗျာမရှိတော့ဘူးဆိုရင်လူတွေဘက်ဖြစ်ဖြစ် company ဘက်ကဘာစဉ်းစားမလဲဘာအရေးကြီးတယ်ပေါ့เนาะ AI အတွက်ဘာအရေးကြီးလဲကိုယ်ပိုင်ချက်လက်လို့ခေါ်မှာပေါ့เนาะကိုယ့်ရဲ့တကယ် data ပေါ့เนาะ property data လို့ခေါ်တယ်ကိုယ်ပိုင်ချက်လက်က company တွေဖြစ်ဖြစ်လူတွေဖြစ်ဖြစ်ကအရေးကြီးမှာပဲဥပမာ AI ကဘယ်လောက်ပဲတော်တော်ဥပမာလူတွေရဲ့စိတ်ဆန္ဒဗျာနောက်တစ်ခုကကျတော့ data နည်းရပေါ့เนาะ data တစ်ခုရဲ့အကြောင်းအရာအကုန် AI မသိနိုင်ဘူးဗျာမသိနိုင်ဘူးဆိုတော့ကျွန်တော်တို့က AI ကိုသိအောင်ဖိမ့်ပြရမှာပေါ့เนาะအဲ့ချိန်မှာဘာကဘယ်အသုံးလဲကျွန်တော်တို့ဒီနေ့အဓိကဆွေးနွေးတဲ့အကြောင်းအရာပေါ့เนาะဘာသာစကားပေါ့ဥပမာဘာသာစကားဆိုရင် AI တွေကဘာသာတိုင်းကိုသူတို့မသိနေဘူးပေါ့เนาะအဓိကအဲ့ဘာသာစကားတွေကိုထွေးမှုအတွက် AI ကိုသုံးရတယ်ပေါ့เนาะနောက်တစ်ခုကကျတော့ကျွန်တော်ပြောသလိုပဲเนาะလူသားရဲ့စံနာမသိဘူးလူသားစံအောင် AI မလုပ်နိုင်ဘူးမလုပ်နိုင်တော့ AI ကဟိုနောက်ဆုံးဘယ်လောက်ကြိုးစားလာအောင်ဆိုတော့လူသားစံနဲ့ AI ဆိုတဲ့အခါမျိုးပေါ့เนาะ ဟုတ်တယ် ပုံတွေထုတ်ရင်လည်းလူသားဆန်တဲ့ပုံလေးတွေထုတ်ပေးပါလို့ခိုင်းတယ်လို့ပေါ့အဲ့လိုလူသားဆန်မှုသူကအသေးအတန်စူးစမ်းနေရပါတော့အဲ့ဒီချိန်မှာကျွန်တော်တို့လူသားတွေလိုတယ်လူသားတွေရဲ့မေတ္တာတရားတွေဆန္ဒတွေပေါ့နော်အဲ့ဒါကြီးဘုံလုံးသူတို့ train ပေးရမှာပေါ့ဟိုနောက်တစ်ခုကကျွန်တော်ဆက်လာပြောသလိုပဲဒီပေါ့နော် data အသုံးလုံးတွေမသိဘူးပေါ့နော်တခုခုမှမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့တချို့ချက်လက်တွေကို AI မသိနေဘူးဘာလို့ဆိုတော့မြန်မာနိုင်ငံကနေပြီးတော့ localize မလုပ်ထားဘူး AI ကို train မထားဘူးဗျာအခုဆိုရင်မြန်မာနိုင်ငံကလူတွေဒီနှစ်ပိုင်းဒီမှာ AI တွေသုံးလာကြတယ် AI တော်တော်များများက Gemini ဆိုပို့သိမယ်ထင်တယ်မြန်မာအကြောင်းအဓိကသူ့ main နဲ့သူ့ train မိတာဖြစ်သွားပြီပေါ့နော်အဲ localize လုပ်တဲ့နေရာမှာအဓိကကျွန်တော်လူသားတွေလူသိရဗျာ AI အကုန်လုံးသိမနေဘူး AI လုံးနိုင်တာပါလဲဆိုတော့ကျွန်တော်တို့တက်ပိုးမြန်တယ်တွက်ချက်နိုင်တယ်တချို့ data တွေကိုကျွန်တော်တို့မြန်မြန်ဆန်ဆန်ဖတ်နိုင်တယ်အဲကြောင့်မလို့ AI မြန်နေရပါတော့တကယ်စိတ်နဲ့ဉာဏ်ပေါ့နော်ဉာဏ်ပညာနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ထင်တယ်ကျွန်တော်တို့လူသားတွေလူသေးရပါတော့ train ပြီးလို့ကျွန်တော်တို့အဓိကပထမဆုံးက localize ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဘာရင်လိုအောင်ဆိုတော့ဘာသာစကားကိုနားလည်မှရမှာလीအဲကြောင့်ဒီ AI ကို train ဖို့အတွက် native speaker
speaker တွေလိုတယ်ပြီးတော့ဒီဘာသာစကားတွေအကုန်လုံးပေါ့နော်AI အကုန်လုံးနားလည်သွားရင်တော့သူလိုကလိုက်လို့ရတာပိုမြန်မယ်ပေါ့နော်အဲ့တိုင်းသားဘာသာစကားတွေအခုချိန်မှာတက်ထားတဲ့လူတွေကသူများထက်တော့တာမယ်ပေါ့နော်ဘာလို့ဆိုတော့ AI အောင်သူတို့ကထွင်ပြီးလို့ရတာဟိုနောက်တစ်ခါကျတော့ဒီ AI ကိဆိုတော့ကျွန်တော်တို့အားလုံးကလူတွေပို့ပြီးကိုဗစ်နဲ့ဖြစ်အောင် AI အောင်သုံးကြရဗျာဒါပေမဲ့အခုကကျတော့ဒီ AI က machine learning ပဲရှိသေးတာဟုတ်အဆင့်ပဲရှိသေးတာဟုတ်machine learning ကနေလူအဆင့်လူရဲ့အုံနောက်လူရဲ့အတွေးခေါ်ပေါ့နော်နောက်ကကျလူရဲ့စိတ်ဆန္ဒအဲ့ level ရောက်လာဖို့အတွက်ကလူသားတွေကုန်ဖိနေအောင်အဲ့အတွက်လူသားကလိုနေဦးမှာပဲကျွန်တော်မြင်လာကြ ခုက AI ကုမ္ပဏီကုန်တော့အဲ့ဒီနေရာရောက်ဖို့ပြိုင်နေကြတယ်သူတို့ခေါ်တာပါလေ super intelligent အဲ့ဒီနောက်ဆုံးဆင့်လူမလူတော့ပဲနဲ့လူတယောက်ကဲသူကသူသင်ယူမယ်သူကသူသိမယ်အဲ့လိုအဆင့်ရောက်ဖို့ပြိုင်နေကြတဲ့အခြေအနေဖြစ်ဒါပေမဲ့ခုနကကိုဝိုင်ပြောသလိုပဲအဲ့ဒီအဆင့်ရောက်ဖို့ဆိုတာလောလောဆယ်တော့သူတို့ train ပေးနေရသေးတယ် အဲ့ဒါလည်းတော့ပုတ်ပေးဦးမယ်လေ ပြောလို့တော့မရ သူ model နှစ်မျိုးရှိမှတင်တယ်ဥမာအရင်ကျွန်တော်တော့ပြင်မှာပြောနေကြတဲ့အတိုင်းပဲကျွန်တော် copy paste နဲ့ပတ်ပြီးရှိတယ်လို့ AI အောင် train တဲ့လူကလည်းစိတ်ဆန္ဒနှစ်မျိုးဖြစ်မှာပေါ့နော်သူကအဲ့ကြားထဲမှာနည်းနည်း adjust လုပ်ဖို့လိုမှတင် လူသားတွေကောင်းကျိုးအတွက်သုံးမလားကိုယ့်ရဲ့အတ္တအတွက်သုံးမလားပေါ့နော်ဒါပေါ်မှာလည်းမူတည်တော့မယ်ဖြစ်တော့ နောက်တစ်ခုက AI ကပေါက်ထွက်ပြီးကျွန်တော်မြင်လာကြတော့တွေးနိုင်မှုမလွယ်ဘူးဘာလို့ဆိုတော့နောက်ွယ်မှာသူတို့တားထားတဲ့ကျွန်တော် rule and regulation တွေရှိရဗျာအသစ်တွေအတွက်ကျွန်တော် train တဲ့အခါမှာထည့်ထားရရှိရလေအဲ့တော့သူဘောင်ကျော်ပြီးတော့လူသားဆန်အောင်တွေးနိုင်မှုဆိုတော့မလွယ်ဘူးလူသားဆန်အောင်ဘယ်လောက်လူတော့ဆိုတော့ထိုင်းနေနဲ့အကြောင်းအရာမျိုးစုံ1000လောက်ကိုစဉ်းစားနိုင်တာလူသားပဲရှိတော့ စိတ်ကမျိုးစုံတွေဖြစ်နေအောင် AI ကြလို့မဟုတ်ဘူးလေသူအတွက်နိုင်ချန်နိုင်တာပဲရှိလူသားလိုစိတ်ပြောင်းလဲမမြန်းနေ ဟုတ်တယ် လူသားဆန်မှုတော့ဝေးအောင်မဖြစ် ပထမဆုံးကျွန်တော်တို့ဆွေးနွေးသွားတဲ့အထက်မှာပေါ့နော်ဆွေးနွေးသွားတဲ့မှာတကယ်ထိတိမိမိအခြေဆက်ပဲဆော့ဆော့ပြောခဲ့တဲ့ကိုဒေးဗစ်ပြောခဲ့တာနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘောဟာရအခေါ်အဝေါ်နဲ့ဆို MCP ပေါ့နော်ကျွန်တော်တို့တာမန်လူတွေခေါ်ပဲဆိုတော့ master key ပေါ့နော် master key နဲ့ဆိုလို့ရှိရင်ဘယ်တကားကိုပဲဖွင့်လို့ရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဖွင့်လို့ရတဲ့ဟာမျိုးဖြစ်သွားမယ်ပြီးလို့ရှိရင်ခုန A to A ပေါ့နော် agent to agent ကနေပြီး lesson ကန်ပြီးတော့လုပ်တော့မယ်ဟာလုပ်တော့မယ်အလုပ်တွေဖြစ်တယ်ပြီးရင်နောက်တစ်ချက်ကမာကီဆွေးနွေးသွားတဲ့အထက်မှာတော့လူတွေက8နာရီပဲအလုပ်လုပ်ဆရာမလို့တော့ဘူး AI တွေကိုခိုင်းတဲ့အတွက်ကြောင့်မလို့24နာရီလောက်အလုပ်လုပ်ခုလက်ရှိမှာဆိုရင်တရုတ်ပြည်မှာဆိုလို့ရှိရင်စက်ရုံတွေကမီထွန်းစရာမလိုတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ AI အနေနဲ့စက်ရုပ်တွေနဲ့လုပ်တဲ့အတွက်24နာရီအလုပ်လုပ်နိုင်တယ်ဆိုတဲ့အမျိုးထိအောင်ခုတီအောင်ဖြစ်လာတယ်ပေါ့နော်။ပြီးရင်နောက်တစ်ချက်ကကိုဝိုင်းဆွေးနွေးသွားတဲ့အထက်မှာတော့အခုလက်ရှိကာလမှာတော့ကျွန်တော်တို့ကအရင်တော့စိုးရိမ်ကြမလို့သေးဘူး။ AI ပဲဖြစ်သေးတယ်လူသားတွေလို့တော့စဉ်းစားပေးနိုင်တာဆွေးနွေးပေးနိုင်တဲ့စဉ်းစားပေးနိုင်တဲ့စိတ်ခံစားချက်တော့မပါသေးဘူးပေါ့နော်လူကတော့တထိုင်နဲ့အများကြီးတွေးနိုင်တယ် AI ကတော့ train ပေးတဲ့လောက်ပဲစဉ်းစားနိုင်တဲ့အဆင့်ပဲရှိတယ်ပြီးရင်နောက်တစ်ချက်ကအလောက်ကန်အခွင့်အလမ်းနေနေဆိုရှင်ဘာလို့လာမလဲဆိုတော့တိုင်းရင်းသားဘာသာစကားတွေကတော့လူလာမယ်သူတို့တော့ထပ်ပြီးတော့ train ဖို့လူနေသေးတယ်ဆိုတာအဲ့အတွက်ကလည်းအလောက်ကန်ခွင့်လန်းအတွက်ကတော့လူနေပါဖြစ်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီ update software တွေကဘာတွေပြင်ဆင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးတော့တာဖြစ်တယ်ပြီးရခုနခုချိန်မှာတော့ဝန်ထမ်းတွေကတော့ software ကိုသုံးတဲ့အောင်တင်ပြရမယ်ဆို AI agent တွေကိုသုံးတဲ့အောင်အလုပ်ကိုဘယ်လိုမြန်အောင်လုပ်အောင်လဲဆိုတာကိုပြောင်းတင်ရမယ့်အနေအထားတစ်ခုဖြစ်လာပြီဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဒီရဲ့ပြောင်းလဲမှုမြန်အောင်ကြည့်ပြီးတော့ကိုယ့်ရဲ့ဘာသာချက်တိုင်းရင်းသားဘာသာစကား local content တွေကို AI နည်းပညာနဲ့ပေါင်းစပ်လိုက်မယ်ဆိုတော့ကျွန်တော်တို့လူငယ်တို့ကအခွင့်အလမ်းအများကြီးရမှာဖြစ်တယ်အဲ့အတွက်ကိုလည်းကျွန်တော်တို့ဒီ podcast လေးမှာပဲဒီအကြောင်းလေးနဲ့ဆွေးနွေးနေမယ်ကျွန်တော်တို့ဒီတစ်ပတ်ကျင်းသားလိုက်ကြအောင်ဖြစ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်